အခုကျမဘဝခီးတွေကို6လမ်းတဲ့အခါရီမှန်းချက်ပန်းနိုင်တွေကိုရောက်အောင်သွားတဲ့အခါမှာစိတ်ဓာတ်ခွန်အားတွေကိုမြင့်တင်ပေးနိုင်မယ်စာစုလေးတွေကိုဖတ်ပြပေးကြပါရရှင်ဘဝခရီးကို6လမ်းတဲ့အခါမတူညီတဲ့နေရာတွေမှာပြောင်းရွှေ့ကစူးစမ်းဖြတ်တန်းတင်ယူလောက်ကင်နေကြရပါတယ်။ဘယ်နေရာကိုပဲရောက်ရောက်မိမိနေထိုင်တဲ့နေရာမှာအပြုတ်သဘောနဲ့နေပါအပြစ်သဘောနဲ့မနေပါနဲ့အပြစ်သဘောနဲ့နေရင်မိမိရောပတ်ဝန်းကျင်မှာစိတ်ဆင်းရဲရတတ်ပါတယ်။အပြုတ်သဘောနဲ့နေမှမိမိရောပတ်ဝန်းကျင်မှာစိတ်ရှမ်းသာရပါတယ်။အပြစ်သဘောနဲ့နေရင်မိမိအတွက်မတိုးတက်သလိုပတ်ဝန်းကျင်အတွက်လည်းအနှောက်အယှက်ဖြစ်တတ်ပါတယ်။အပြုတ်သဘောနဲ့နေမှမိမိဘဝတိုးတက်သလိုပတ်ဝန်းကျင်အတွက်လည်းအကျိုးပြစ်ထွန်းပါတယ်။အပြုတ်သဘောနဲ့နေမလားအပြစ်သဘောနဲ့နေမလားသင်ဘလို့နေမလဲ။ကိုလျှောက်နေတဲ့လမ်းပျောက်သွားပြီလား။ပျောက်သွားလို့မဖြစ်ပါဘူး။လမ်းပျောက်သွားရင်ဘဝပါပျောက်သွားပါလိမ့်မယ်။ကိုလျှောက်နေတဲ့လမ်းစံတဝါဝါဖြစ်နေပြီလား။စံတဝါဝါဖြစ်နေလို့မရပါဘူးစံတဝါဝါဖြစ်နေရင်ဘဝပါမရေမရဖြစ်သွားပါလိမ့်မယ်ကိုလျှောက်နေတဲ့လမ်းကိုမသိတော့ဘူးလားကိုမသိလို့မဖြစ်ပါဘူးလမ်းမသိပဲလျှောက်လန်းနေရင်ဘဝပါပန်းနိုင်နဲ့ဝေးသွားပါလိမ့်မယ်ကိုရောက်ရှင်တဲ့နေရာကိုညံညံလျှောက်လန်းရင်ညံညံရောက်ပါမယ်နှေးနှေးလျှောက်လန်းရင်နှေးနှေးရောက်ပါမယ်ပုံမှန်လျှောက်လန်းရင်ပုံမှန်အနေအထားရောက်ပါမယ်မလျှောက်လန်းပဲနဲ့တော့မနေပါနဲ့လိုချင်ရောက်ရှင်တဲ့နေရာကိုမလျှောက်လန်းရင်ဘယ်တော့မှမရောက်တော့ပါဘူးတဖြည်းဖြည်းတရွေ့ရွေ့လျှောက်လန်းနေရင်တော့လိုချင်တဲ့နေရာကိုတနေ့ရောက်မှတေးကြပါတယ်အဓိကကတော့လျှောက်လန်းနေဖို့ပါပဲမအောင်မြင်သေးတဲ့အခါသီးခံမှုရှိပါအောင်မြင်လာတဲ့အခါသဘောတရားကြီးကြီးထားပါမအောင်မြင်သေးတဲ့အခါရွှေတာစုဆောင်ပါအောင်မြင်လာတဲ့အခါပေးကမ်းစွန့်ကျဲလှူဒန်းပါမအောင်မြင်သေးတဲ့အခါစ조사လေ့လာတင်ယူမှတ်သားပါအောင်မြင်လာတဲ့အခါတဖန်ပြန်လဲမျှဝေတင်ကြပါမအောင်မြင်သေးတဲ့အခါကိုယ့်အတွက်ဂယုတစိုက်အလုပ်လုပ်ပါအောင်မြင်လာတဲ့အခါအများအတွက်ဂယုတစိုက်အလုပ်လုပ်ပေးပါမအောင်မြင်သေးတဲ့အခါဝေဖန်ဒဏ်ကိုခံနိုင်ရရှိပါအောင်မြင်လာတဲ့အခါတည်ငြိမ်ရင့်ကျက်ပါလူတိုင်းကဘဝအတွက်အောင်မြင်ဖို့မနေမနာရုန်းကန်လှုပ်ရှားစူးစမ်းနေကြရပါတယ်။စူးစမ်းလို့အောင်မြင်တဲ့သူတွေရှိသလိုမအောင်မြင်တဲ့သူတွေလည်းရှိကြပါတယ်။စူးစမ်းလို့အောင်မြင်လာတဲ့အခါအဲ့ဒီအောင်မြင်မှုကိုရေရှည်ထိန်းထားခြင်းတဲ့သူတွေရှိကြပါတယ်။ဒါပေမဲ့လူတိုင်းကတော့အောင်မြင်မှုကိုရေရှည်မထိန်းထားနိုင်ကြပါဘူး။အောင်မြင်မှုကိုရေရှည်ထိန်းထားဖို့အကျင့်စာရိတ္တကောင်းဖို့လိုပါတယ်အကျင့်စာရိတ္တမကောင်းရင်အောင်မြင်မှုကကိုယ်နဲ့ရေရှည်ရှိမနေနိုင်ပါဘူးကိုယ်စီကများမကြာမီအောင်မြင်မှုကထွက်ခွာသွားတတ်ပါတယ်အားလုံးပဲတတိလေးတွေကတ်နိုင်ကြပါစီရှင်ကျေးဇူးအများကြီးတင်ပါတယ်